အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့ဖြိုးကနွားနို့ ice cream ရေခဲမို့လေးကိုလုပ်ပြသွားမှာဖြစ်ပါတယ်ရှင်ဒီရေခဲမို့လေးကိုဆိုရင်ကလေးတွေအတွက်ဆိုရင်ပို့ပြီးတော့ဆင်ပြပါတယ်ရှင်ဘာလို့လဲဆိုတော့ဖြိုးအိမ်ကဖြိုးမောင်လေးဆိုရင်ပေါ့နော်အရင်ကြိုက်ပါတယ်ရှင်ကဲအဆိုးဖြိုးဘယ်လိုလုပ်မလဲဆိုတာဖြိုးနဲ့တွေ့လိုက်ကြပါအောင်နော်ပထမဆုံးပြောင်းကုန်မုံဟင်းခက်စွန်တစ်ဝက်စားလောက်ကိုဖြိုးတို့ဂျိုမဲအိုထဲကိုထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တော့တခြားဟင်းခက်စွန်နှစ်စွန်းစားလောက်လည်းဖြိုးကတစ်ခါတည်းထည့်ပေးထားလိုက်ပါတယ်ရှင်ပြီးတော့နွားနို့1000 ml ဒီမှာဖြိုးသုံးထားပါတယ်ရှင်အရင်ဆုံးနွားနို့နှင်းငယ်ကိုထည့်ပြီးတော့ပြောင်းကုန်မုံနဲ့တခြားကြေသွားတဲ့ထိဖြိုးတို့ငွေပေးလိုက်ပါမယ်ရှင်တခြားဒီဟိခက်စွန်နှစ်စွန်ဖြိုးထည့်ထားတဲ့အနေထားကဆိုရင်အရင်မချိုပါဘူးเนาะပြီးရင်တော့နို့စီဟိခက်စွန်တစ်စွန်းစားလောက်ကိုလည်းထည့်ပေးပြီးတော့တမအောင်ငွေပေးလိုက်ပါမယ်ရှင်အကုန်လုံးသမတွားပြီဆိုတာနဲ့ဖြိုတို့ကြံနေတဲ့နွားနို့ကိုလည်းထည့်ပေးလိုက်ပါမယ်เนาะအကုန်လုံးဖြိုဒီမှာ1000 ml သုံးထားပါတယ်ရှင်ဒါလေးကတော့မုတ်တွေမှာအသုံးပြုတဲ့ဆိုဆေးလေးပါရှင်ဒါကပန်းရောင်လေးပါเนาะဖြိုကဒီမှာဖြိုရဲ့ ice cream လေးကိုပန်းရောင်လေးလိုချင်တာနဲ့မုတ်တွေမှာအသုံးပြုတဲ့ဆိုဆေးလေးကိုဖြိုကထည့်ထားပါတယ်ရှင်တကယ်လို့ဆိုဆေးမထည့်လည်းရပါတယ်เนาะပြီးရင်တော့မီးဘော်တင်ပြီးတော့ဖြိုတို့သူ့ကိုကြိုသွားပေးလိုက်ပါမယ်ရှင်ကျိုးတဲ့ချိန်မှာလည်းဖြိုးဆက်မပြတ်မှုပဲလို့လိုပါတယ်နော်ဒီလိုမျိုးလေးပြည့်လေးဖြစ်လာပြီဆိုလို့ရှိရင်တော့မျိုးပေါ်ချပြီးတော့သူ့ကိုလုံးဝပြောင်းကော်မိုးလေးတွေလည်းပျော့သွားပြီးတော့အိတ်သွားတဲ့အထိ7မိနစ်ကနေ15မိနစ်လောက်ထိပေါ့နော်ဖြိုးတို့ဆက်မပြတ်လေးမှုတောက်ပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ဖြိုးတို့ ice cream လုံးမဲ့ခွက်လေးထဲကိုစကားလေးနဲ့စစ်ချပေးလိုက်ပါမယ်နော်ဖြိုးတို့လုံးနေကြတိုင်းပါပေါ့နော်ဒီဖက်လေးတွေကပြောင်းကွန်မိုဖက်လေးတွေပါနော်အိုးမှာကက်ပြီးတော့တူးသွားသလိုဖြစ်သွားပါတယ်ရှင်ကဲပြီးရင်တော့သူ့ကိုခဏလောက်အိတ်ခက်ပြီးတော့လုံးဝအိတ်သွားပြီဆိုလို့ရှိရင်တော့ဖြိုးတို့အဖိုးလေးအုပ်ပြီးတော့18နာရီလောက်ရေခဲတက်အိတ်ခန့်ထဲမှာထည့်ထားပေးရမှာဖြစ်ပါတယ်ရှင်ဒါကတော့18နာရီလောက်ကြာပြီးတဲ့နောက်ရလာတဲ့နေထားလေးပါเนาะတကယ်လို့အချိန်မရှိတဲ့သူတွေဆိုရင်တော့ဒီနေထားနဲ့တောင်စားလို့ရနေပါပြီရှင်တကယ်လို့အချိန်ရှိတဲ့သူတွေဆိုရင်တော့ဖြိုးခုလောက်ထားသလိုအဲ့လိုမျိုးပြန်ပြီးတော့ခတ်ထုတ်ပြီးတော့ကြိုက်တဲ့ဆက်လေးနဲ့ကြိုက်ပေးလိုက်ပါမယ်ရှင်ဖြိုးဒီလိုမျိုးစစ်တဲ့ဆက်လေးနဲ့နောက်တစ်ခေါက်ထပ်ကြိုက်ရခြင်းကဖြိုးရဲ့ ice cream မုတ်သားလေးကပို့ပြီးတော့နည်းနည်းညက်လေးလိုချင်လို့ဒီလိုမျိုးကြိုက်ရတာဖြစ်ပါတယ်ရှင်ဖြိုးချက်ဆက်လည်းနဲ့ကြိုက်ပြီးရင်တော့ဒီလိုမျိုးခဏကအခွက်လေးထဲကိုပဲပြန်ပြီးတော့ထည့်ပြီးတော့သူ့ကို18နာရီလောက်ပြန်ပြီးတော့ရေကတစ်တာအိတ်ခန်းထဲမှာပြတ်ထည့်ပေးရမှာဖြစ်ပါတယ်ရှင်ဒီရေကမလို့ဆိုရင်အိမ်မှာခလေးရှိတဲ့သူတွေစတက်ဆိုရင်ပို့ပြီးတော့ဆက်ပြပါတယ်ရှင်ဒီလိုမျိုးလေးလုပ်ပြီးတော့တိုင်ထားရမှာပဲပေါ့နော်ပြီးတော့သူတို့စားရှိတဲ့ချိန်ဆိုရင်ယူထုတ်ပြီးတော့ကျွေးလိုက်ရပါပဲရှင်ပြပါလဲဝယ်စားစရာမလိုတော့ဘူးပေါ့နော်ဒီရေကမောက်လေးလုပ်ထားရင်တော့ဖြိုးရမောက်လေးဆိုရင်တော်တော်လေးကြိုက်ပါတယ်ရှင်ဒီရေကမောက်လေးကိုဒါကတော့ဖြိုးနောက်ထပ်18နာရီလောက်ထားပြီးတဲ့နောက်ရလာတဲ့နေထားလေးပါရှင်ဒီလိုမျိုးလေးလုံးဝခက်ခဲလေးဖြစ်ပြီးဆိုရင်တော့ဖြိုးတို့ကိုကြိုက်သလိုခက်ပြီးတော့စားရမှာပဲရှင်တွေ့လားဒီရေခဲမုတ်သားလေးနောက်တစ်ခေါက်ထပ်ချိတ်ပြီးတော့ပြန်ပြီးထားရင်တော့ပို့ပြီးတော့အသားလေးကချောချောမွေ့လေးရနေပါတယ်ရှင်ရတာကတူပါပဲเนาะဒါပေမဲ့ရေခဲမုတ်သားလေးကကျတော့ပို့ပြီးတော့နူးနူးညံ့ညံ့လေးရှိပါတယ်ရှင်ကဲခုဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့နွားနို့ ice cream ရေခဲမုတ်လေးကစားဖို့စစ်ဖြစ်နေပါပြီရှင်ဖြည့်ဝေလေးကိုစုံတစ်ကြည့်ပေးသူတဲ့အားလုံးကျေးဇူးများတင်ပါတယ်ရှင်ဒီဗီဒီယိုလေးကအားလုံးတွဲစစ်ပြင်းလို့လည်းမျှော်လင့်ပါတယ်ရှင်ကဲအဆိုဖြိုးရဲ့နောက်လို့တက်တမှာပြန်ဆောင်ကြမယ်เนาะအားလုံး bye bye